Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့နကောပထုံမှာရှိတယ်ပေါ့နော်မြန်မာတွေအသွားများတဲ့နဂါးဖက်ဖះကိုသွားလေပြပါတယ်သူကအပေါ်တက်မယ်ဆိုလို့ရှိရင်နဂါးဖိုက်အပြင်ဘက်ကနေနဂါးဖိုက်အဝင်းထဲကနေပြီးတော့လည်းတက်လို့ရပါတယ်တက်လေကားနဲ့လည်းတက်လို့ရပါတယ်ရှင်ဒါကတော့ထိုင်းတော်မူဖះဖြစ်ပါတယ်ဒါကတော့အစင်းပေါ့နော်ရွှေနဂါးနဲ့ငွေနဂါးဖြစ်ပါတယ်ဒါတော့အပေါ်ဆုံးကနေလမ်းမြင်ရတဲ့ view ပါဒါတော့ထိတ်ဆုံးမှတည်ထားတဲ့ဖះဖြစ်ပါတယ်တက်လေကအသုံးပြုမှဆိုရင်တော့သူကအလူငွေ10ဘတ်ထည့်ရတယ်ပေါ့နော်တယောက်ကိုဘာလို့လဲကြီးတော့အောက်ကိုပြန်ဆင်းလာပြီးတော့ထိုင်တော်မူဖះကိုသွားပါတယ်ထိုင်တော်မူဖះကနေလမ်းမြင်ရတဲ့နဂါးပတ်ဖះဖြစ်ပါတယ်ဒါတော့ခြံဝင်းပေါ့နော်ခြံဝင်းထဲမှာဆင်ဖြူတော်အယုတ်လည်းရှိပါတယ်ဆင်ဖြူတော်ရဲ့ဘေးမှာအခုလိုဝယုံတော်ကြီးလည်းရှိပါတယ်ဒါကတော့လိပ်ဖះဖြစ်ပါတယ်ဒီမှာ foreigner တွေလည်းအလာများတယ်ပေါ့နော်ဒါတော့အဝင်ဘောက်ကနဂါးနှစ်ကောင်ဖြစ်ပါတယ်ပြီးလို့ရှင်ဒါကတော့ဝင်ဘောက်က10ဘတ်တန်အောင်ကြီးဖြစ်ပါတယ်